ကာအဖြစ်ရှေးဦးသွားမူလဲပါရီကဘာကိုအကာအဖြစ်ဖြတ်ပြီးချီးမွမ်းမှာဖြစ်ပါတယ်လက်ကုပ်တီးပြီးအားပေးပါဦးမူလပွဲနဲ့ဒီဘက်ကမို့လို့အကအဖွဲပေါ့နော်ပြီးသွားတဲ့အခါမှာအဖေးများအကကလည်းအစင်သစ်ပြင်ဆင်ထားပေးပါလို့ပြောကြချင်ပါတယ်Team